တိုက်ပွဲပြင်းထန်နေတဲ့ဖားကတ်မြို့နဲ့ရွှေကောင်ကောင်ဆူတောင်းကုန်းအနီးမှာ Jet Fighter တစ်စီးကဘုံကျဲဟေတယ်လို့ဒေတာရင်းသတင်းအရင်းအမြစ်တွေနဲ့စစ်တပ်လော်ဘီတွေကထုတ်ပြန်ပါတယ်။စစ်တပ်ကဖားကတ်မြို့နယ်ရွှေကောင်ကောင်ဆူတောင်းကုန်းကိုစစ်ကြောင်းထိုးလာလို့ KIA ပူးပေါင်းတော်လှန်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်နေတာ6 ရက်ခန့်ရှိပြီလို့ဒေတာကန်တအူးက Red Peacock သတင်းမီဒီယာကိုပြောပါတယ်။ရွှေကောင်ကောင်တောင်ကုန်းကဖြတ်တောက်ရေးလမ်းပိုင်းနဲ့မြို့ပတ်လမ်းဖြစ်တဲ့အကစစ်ရေးအရာအရေးပါတဲ့နေရာဖြစ်တယ်လို့ဒေတာကန်တအူးကပြောပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီ 1 ရက်နေ့ကတိုက်ပွဲတွေပြင်းထန်နေတဲ့ဖားကတ်မြို့မှာဖားကတ်မော်လက်တပိတ်စစ်ကြောင်းကစစ်တပ်ရဲ့အာဏာသိမ်းခြင်းကိုကန့်ကွက်တယ်လို့စန္ဒထုတ်ဖော်ခဲ့ကြပါသေးတယ်။